အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့ဆက်လက်ပြီးလေ့လာမယ့်သင်ခန်းစာရဲ့ခေါင်းစဉ်ကစပိုင်ကြိုင်ဖြစ်ပါတယ်စပိုင်ကြိုင်ဆိုတာကစိတ်သက်သာတဲ့စိတ်အေးချမ်းတဲ့စိတ်တက်တောင့်တတာဖြစ်တာကိုပြောတာပါနော်စပိုင်ဆိုတာတက်တောင့်တတာဖြစ်တယ်ကြိုင်ဆိုတာကစိတ်စပိုင်ကြိုင်ဆိုတော့စိတ်သက်သာတယ်ပေါ့နော်ဟိုနေ့ကကျွန်တော်မေးထားတဲ့မေးခွန်းမှာဆိုရင်YM ဆိုတာတွေ့ဆုံတယ်တယောက်နဲ့တွေ့ဆုံပြီးတော့ပြောတဲ့စကားလုံးလို့အဓိပ္ပာယ်ရတယ်နောက်ထပ်အဓိပ္ပာယ်တစ်မျိုးနဲ့လည်းပြောသေးတယ်လို့ကျွန်တော်မေးခွန်းမေးထားရပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်စပိုင်ဆိုတာအဲ့ဒါကဘာလဲဆိုလို့ရှိရင် YM ဆိုတာကျွန်တော်တို့အလုပ်တစ်ခုလုပ်တဲ့အခါကျွန်တော်တို့လုပ်တာမှန်တယ်တော်တယ်ဟေ့ဆို तू ကချီးကျူးတဲ့စကားလုံးပေါ့နော်တော်တယ်အရန်တော်တယ်အရန်ကောင်းတယ်ပေါ့နော် YM အရန်တော်တယ်လို့ပြောတာပါချီးကျူးတာပေါ့နော်ချီးကျူးတဲ့စကားလုံးအနေနဲ့လည်းသုံးတယ်YMအရန်ကောင်းတယ်အရန်တော်တယ်ဒီနေရာမှာတော့ဒီနေ့ကစပိုင်ကြိုင်နဲ့ပတ်သက်ပြီးတော့နေ့စဉ်သုံးတဲ့စကားလုံးတွေမှာလည်းပြောလို့ရတဲ့စကားလုံးတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့တယောက်နဲ့တယောက်ပြောတဲ့စကားလုံးပုံစံလေးနဲ့ဒီမှာရေးထားတယ်ပထမအဆုံးကစိတ်သက်သာရာရဖို့ပင်လေကိုအလေသွားကြရအောင်ဆိုပြီးတယောက်နဲ့တယောက်အဖို့ဆွေးတဲ့စကားလုံးလေးပါသူကဘယ်လိုပြောလဲဆိုရင်ပိုင်เที่ยวทะเลกันเถอะจะได้สบายใจไปเที่ยวအလေသွားတယ်ထက်လေပင်လေကန်ထဆိုတာကကြားရအောင်ပေါ့နော်တယောက်နဲ့တယောက်ဒီအဖော်ဆိုတဲ့စကားလုံးပုံစံမျိုးပေါ့နော်จะได้สบายใจအဲ့လိုသွားလို့ရှိရင်ဒီစိတ်သက်သာရမယ်ပေါ့နော်ไปเที่ยวทะเลกันเถอะจะได้สบายใจပင်လေကိုအလေသွားရအောင်စိတ်သက်သာရဖို့အတွက်ပေါ့နော်စိတ်သက်သာရဖို့အတွက်ပင်လေကိုအလေသွားကြရအောင်ဆိုပြီးသူကဒီလိုနောက်ကပြန်တယ်ပေါ့နော်နောက်ထပ်တစ်လုံးကတော့ဒီမှာခရီးသွားတဲ့အခါစိတ်သက်သာရလာလားပေါ့နော်ခရီးသွားပြီးတဲ့အခါစိတ်သက်သာရလာလားလို့ပြောမယ်အဲ့ဒါကိုဘယ်လိုရေးမလဲဆိုရင်ไปเที่ยวแล้วสบายใจขึ้นไหมไปเที่ยวแล้วခရီးသွားပြီးပြီสบายใจစိတ်သက်သာတယ်ขึ้นไหมတက်လာလားဒီနေရာမှာขึ้นဆိုတဲ့စကားလုံးတစ်လုံးပါတယ်သူကဘာကိုပြောရလဲဆိုရင်ကျွန်တော်တို့ขึ้นဆိုတာတက်တယ်နော်ဒီနေရာမှာစိတ်ကိုပြောတဲ့အခါကျတော့စိတ်နဲ့ဆိုရတော့ကျွန်တော်တို့စိတ်ကပိုးပြီးတော့တက်လာလားစိတ်ကပိုးပြီးတော့ပုံမှန်တက်ကောင်းလာလားလို့ပြောတဲ့စကားလုံးပေါ့နော်ไปเที่ยวแล้วสบายใจขึ้นไหมရိုးရိုးတန်းပြောမယ်ဆိုရင်ไปเที่ยวแล้วสบายใจไหมလို့ပြောလို့ရတယ်ဒါပေမဲ့စိတ်ကိုပါလာတယ်ဒီမှာကြိုင်ဆိုတဲ့စိတ်ပါလာတော့ขึ้นဆိုတဲ့စကားလုံးလေးကသူ့မှာပါလာမယ်ပေါ့နော်ไปเที่ยวแล้วสบายใจขึ้นไหมခရီးသွားပြီးတဲ့အခါကျတော့စိတ်သက်သာရလာလားလို့ပြောတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကစပိုင်ကြိုင်ဆိုလဲစပိုင်ကြိုင်ပေါ့နော်မိတ်စပိုင်ဆိုလဲမိတ်စပိုင်ဒီနေရာမှာค่อยဆိုတဲ့စကားလုံးပါတယ်ไม่ค่อยสบายใจเลยไม่ค่อยတိတ်ပြီးတော့สบายใจเลยမသက်သာပါဘူးပေါ့နော်ไม่ค่อยสบายใจเลยတိတ်မသက်သာပါဘူးလို့ပြောတာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ဒီသင်ခန်းစာထဲမှာဆိုရင်တခြားသီးသန့်တဲ့စကားလုံးတွေရတယ်ပေါ့နော်ပိုင်เที่ยวအလဲသွားတယ်စบายใจစိတ်သက်သာတယ်လို့ပြောတယ်ဒီမှာไม่ค่อยสบายဆိုရင်တိတ်ပြီးတော့နေမကောင်းဘူးတိတ်မသက်သာဘူးတိတ်ပြီးနေမကောင်းဘူးလို့ပြောလို့ရတယ်နော်အဲ့လိုမျိုးစကားလုံးလေးတွေရတယ်ဟုတ်ပြီဒီသင်ခန်းစာရဲ့နောက်ဆုံးမှာဆိုရင်ကျွန်တော်မေးခွန်းလေးမေးမြတ်ပေါ့နော်အဲ့ဒါဘာမှတော့မဟုတ်ဘူးဒီစပိုင်ဆိုတဲ့ခေါင်းစဉ်ပေါ့နော်စပိုင်လို့ပြောလို့ရှိရင်ကျွန်တော်တို့ကဒီမှာအတန်ထွက်တယ်စောဆိုတာနဲ့ဘော်ပိုင်မိုင်းအတန်ကိုမျှပြီးတော့စပိုင်ဆိုပြီးထွက်တယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ကစပိုင်ဆိုပြီးတော့ပဲထွက်တယ်ပေါ့နော်စပိုင်ဆိုပြီးတော့မထွက်ဘဲနဲ့စပိုင်ဆိုပြီးဘာကြောင့်ထွက်တာလဲဒီဘီးလေးနှလုံးသားမှာဘေတရာလေးရရှိနေလို့စပိုင်ဆိုပြီးတော့ထွက်တယ်ပေါ့နော်ဥပမာအားဖြင့်ကျွန်တော်ပြောမယ်ဒီမှာပေါ့နော်ဟောဟိလောလင်းစရာအာယောยักษ์ဟောလောအာယောလိုက်ဆိုပြီးတော့ရှင်းပြီးတော့ဒီကောင်ကအမြင့်တန်ဖြစ်ပြီးတော့ဘာဖြစ်လို့စပိုင်ဆိုပြီးတော့ပဲထွက်တာလဲစပိုင်နဲ့လိုက်အတန်ကမတူတော့ဒါပေမဲ့သူ့ရဲ့ဘီအမြင့်တန်တူတယ်လောလင်းအနေတန်ဘောပိုင်မိုင်းအလေတန်เนาะဒီမှာဘောပိုင်မိုင်းကအလေတန်ဖြစ်ပြီးတော့ဘာကြောင့်စပိုင်လို့ထွက်တယ်ဒီမှာအနေတန်ဖြစ်ပြီးတော့ဘာဖြစ်လို့
来ဆိုပြီးရှေ့ဆွဲသွားတာလဲပေါ့နော်အဲ့တော့ဒီနှလုံးရဲ့ကြားထဲမှာဒီစောဆူရနဲ့ဘောပိုင်မိုင်းရှိတယ်ဒီမှာဒီလောဟောနဲ့လောနဲ့ကြားထဲမှာဘာရှိလဲဒီအဓိကတော့မေးချင်တာတော့ဒီစောနဲ့ဘောနဲ့ကြားမှာဘာရှိလို့စပိုင်းဆိုပြီးတော့အတန်ကသူ့ရဲ့ဘီးအတိုင်းပဲအတန်ထွက်လာလဲပေါ့နော်လာဆိုပြီးဒီမှာအမြင့်အတန်တိုင်းမထွက်ဘဲနဲ့သူကလည်းအမြင့်အတန်ဖြစ်ပြီးတော့ဘာကြောင့်စပိုင်းဆိုပြီးတော့ထွက်လေပေါ့နော်အဲ့ဒါသိချင်တာမေးခွန်းကတော့နည်းနည်းခက်မယ်လို့တော့ထင်တယ်မခက်တာတော့မခက်ပါဘူးသိရလို့ဆိုရင်တော့သိတာပေါ့နော်အဓိကစပိုင်းသူကစကွတ်ရန်ငိုင်းပေါ့နော်သူတို့အသက်မှာဘလို့တတ်ထားတာလဲသိလို့ရှိရင်ရတယ်အဲ့ဒါသိလို့ရှိရင်ဒီမေးခွန်းကိုဖြေနိုင်တယ်ပေါ့နော်အားလုံးပဲဖြေနိုင်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ขอบคุณครับ